ဘာတွေအိမ်မက်မက်နေရလဲလာဝေါဟောလေးစိတ်ကူအိမ်မက်မက်နေတဲ့ agent တိတ်စိတ်တဲ့ cherry ဥယျာဉ်လိုအိမ်ရဝင်းထဲက classic modern house အိမ်လေးကိုမနဲ့တူလိုက်ကြည့်လိုက်ရအောင်နော်ဒီအိမ်လေးကတော့မြေကျဲ55-60ပေါ်မှာတိဆောက်ထားပြီးတော့ခြံဝင်းထဲမှာလည်းကားပါကဲ2စီး3စီးရက်လို့ရတဲ့နေရာလေးရှိတဲ့အပြင်မှာပန်းပင်လေးတွေစိုက်ဖို့အတွက် area လေးလည်းလုံလုံလောက်ရှိပါတယ်ညီမနဲ့တူအိမ်လေးထဲဝင်ကြည့်လိုက်အောင်နော်ဝင်ချင်းမြင်တွေ့ရမှာတော့တေချာတက်ရက်စွာနဲ့မီဆိုင်လေးတွေနဲ့အလှဆင်ထားတဲ့အဲကန်းလေးကိုပဲတွေ့ရမှာပဲဖြစ်ပါတယ်အောက်ထပ်မှာတော့ master နှက်ခမ်း kitchen room dining room တို့ပါရှိမှာပဲဖြစ်ပါတယ်ညီမနဲ့အတူလိုက်ကြည့်လိုက်အောင်နော်မနဲ့တူပေါ်တဲ့လေကိုလိုက်ကြည့်လိုက်အောင်နော်လေကားလေးကပြေးပြစ်ပြီးတော့ကျုပ်ပါကင်းနေနဲ့ခင်းထားပေးတဲ့အပြင်ဒီမှာလည်း18ပေခွဲရှိတဲ့မီဆိုင်အကြီးတွေနဲ့လှဆင်ပေးထားတာကိုတွေ့ရတယ်ပထမတဲ့လေးမှာအရင်ဆုံးမြင်တွေ့ရမှာကတော့တက်ပဲလာတဲ့ဖျားကန်းလေးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်နောက်ထပ် living room area လေးနဲ့ master bedroom 3ခန်းတောင်ပါရှိမှာပဲဖြစ်ပါတယ်master bedroom ခန်းနေရလဲကျယ်ဝန်းပြီးတော့တက်တောင့်တက်တာဖြစ်ဖို့ဦးစားပေးပြင်ဆင်ထားတာကိုတွေ့ရတယ်။ဒီချိုးခန်းနေရလဲကျယ်ဝန်းပြီးတော့ဘတ်သက်တွေတက်ဆင်ပေးထားပါတယ်။နောက်ထပ်အရမ်းမိုက်တဲ့နေရာလေးကတော့ဝရဏကျဲကြီးတစ်ခုပါရှိမှာဖြစ်ပြီးတော့ဒီနေရာလေးမှာမိသားစုတွေအေးအေးဆေးဆေးအပန်းဖြေအနားယူနိုင်မှာဖြစ်ပါတယ်ရှင်။ညီမနဲ့တူအပေါ်ဆုံးတက်လေးလိုက်ကြည့်လိုက်အောင်နော်ပေါ်ဆုံးတက်မှာတော့ကျယ်ဝန်းလာတဲ့ဘက်ကိုနီ area လေးကိုတွေ့ရမှာဖြစ်ပြီးတော့ဒီနေရာလေးကလေးဝင်လေးထွက်ကောင်းမွန်တဲ့ပြင်ဘာဘီကျူ area လေးပဲလုပ်မလားမီနီဂါဒန်လေးပဲလုပ်မလားမီနီဘားလေးပဲလုပ်မလားလူချင်းမင်းတို့စိတ်ကြိုက်ပြင်ဆင်လို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်လူကြီးမင်းတို့မိသားစုအတွက်တမိုးရှိတဲ့အချိန်တွေကိုဒီလို classic modern house အိမ်ကြီးထဲမှာနေထိုင်ရင်ဖြတ်သန်းနိုင်ဖို့အတွက်မတို့ Cosmo Heaven Real Estate ကိုအမြန်ဆုံးဆက်သွယ်ဝယ်ယူလို့ရပါပြီရှင် Apple Pay